Hello မင်္ဂလာပါဒီနေ့ကတော့ဝန်နယူအတန်3လေးတွေရဲ့အတန်ဘယ်လိုထွက်လဲဆိုတာကိုလေ့လာကြည့်အောင်နော်အဲ့တော့ပထမဆုံးတစ်ခုကစင်းစာမန်ဆိုရင်တော့အပေါ်မှာပါတင်ဂီတမှမတင်ပါဘူးသူရဲ့အတန်ကအာဒီလိုပဲပုံမှန်အော်အာဒီလိုပဲသွားပါတယ်မိုင်းအိတ်ထည့်လိုက်ပြီဆိုရင်တော့အာပြောနေရင်လည်းအတန်ကိုတိမ်ဝင်သွားအောင်တိမ်လိုက်ရတာပါမိုင်းထိုးထည့်မယ်ဆိုရင်တော့ချော်လဲသွားရင်လို့អော်တဲ့အတန်ပါပဲဒါပေမဲ့နုနုညံ့ညံ့လေးပြောပါမယ်ချွဲလေးပေါ့နော်အဲ့ဒီအတန်လေးပါမိုင်း3ထည့်မယ်ဆိုရင်သူကအပေါ်ကိုတက်သွားတဲ့အတန်မှာမိုင်းစတဝါထည့်လိုက်တဲ့အချိန်မှာတခုခုကိုမတိလို့ဘာပြောရလဲအဲ့လိုမျိုးဖြစ်သွားတဲ့အတန်ပါအဲ့ဒါဆိုရင်သူတို့အတန်ပြန်ပြောကြည့်မယ်ဆိုရင်လိုက်လေ့ကျင့်ကြည့်ပါနော်အဆင်ပြေမယ်လို့ထင်ပါတယ်စวัสดีทุกคนนะคะဒီနေ့ကတော့အလေတန်ပြီးတွေနဲ့အတန်5ခုနဲ့ပေါင်းပြီးတော့အတန်ဘယ်လိုထွက်မလဲဆိုတာကိုလေ့လာမှာဖြစ်ပါတယ်အလေတန်ပြီးတွေကမှတ်မိကြသေးလားကောကြောဒေါတောဒေါဘောပေါ်အောဒါလေးတွေပါအလေတန်ပြီးတွေနဲ့အတန်5ခုနဲ့ပေါင်းတဲ့အခါမှာအုပ်စု2မျိုးခွဲပါမယ်ပထမတစ်ခုကတော့ဒီအလေတန်ပြီးတွေနဲ့တန်ရှည်တရနဲ့ပေါင်းတာနောက်တစ်ခါအလေတန်ပြီးတွေနဲ့အသက်ရှင်တွေနဲ့ပေါင်းတာကတအုပ်စုနောက်ထပ်တအုပ်စုကတော့အလေတန်ပြီးတွေနဲ့တန်တိုတရနဲ့ပေါင်းတာရဲ့အလေတန်ပြီးတွေနဲ့အသက်သေးတွေနဲ့ပေါင်းတာဆိုပြီးတော့2မျိုးခွဲမယ်ပေါ့နော်အဲ့တော့ဒီအပိုင်းမှာတော့ပထမဆုံးတန်ရှည်တရနဲ့ပေါင်းပါမယ်ကောအာကာအိတ်ကာထိုကာတရီကာจตวาကာဒါမှမဟုတ်ရင်လည်းကောအာကာမိုက်ကာကောအာကာမိုက်ထိုကာကောအာကာမိုက်တရီကာကောအာကာမိုက်จตวาကာဒီလိုပေါင်းပြီးဖတ်လဲရပါတယ်ဒီတရတန်လေးတွေမှာတခြားအလေတန်ပြီးလေးတွေအစားထိုးပြီးတော့ဆိုကြည့်လို့ရပါတယ်အဲ့တော့ဒီအောက်မှာပြထားတဲ့ဟာလေးတွေကိုတော့ကိုယ့်ဟာကိုယ်စလုံးပေါင်းကြည့်ပါနော်အတန်ထွက်ပဲပြောပြပါတော့မယ်ကြော်ဤကြီးဒေါ်ဦးဒူတော်အေးတေဘောအိုဘိုပေါ်အိုင်ပိုင်အော်အောင်